democracy ဆိုရင်မြန်မာနိုင်ငံ democracy ဆိုတာမရှိကဘာ democracy ကြိုက်တယ်အဲ့လိုပေါ့နော်နိုင်ငံရေးဖြစ်တော့တဲ့ကြောင့်ဒါဟာလဲကျွန်တော်ဟာလဲကိုလိုနိုင်ငံကရည်ကြည့်တယ်နိုင်ငံရေးမလုပ်တဲ့လူမျိုးကတော့ဘယ်တော့မှရတည်နိုင်မှာလဲမဟုတ်ပါဘူးနိုင်ငံရေးကိုလုပ်ဖို့ရည်ကြည့်ပါတယ်နိုင်ငံရေးကိုလည်းစိတ်စားဖို့ရည်ကြည့်ပါတယ်ကျွန်တော်ချီလူမျိုးတွေကနိုင်ငံရေးမလုပ်ဘူးမရဘူးနိုင်ငံရေးဆိုတာကျွန်တော်အကိုလိုထမီစားတာကအစရေတောင်းတာကအစအေးဆောက်တာကအစနိုင်ငံရေးဆိုင်တယ်ဒါကြောင့်မလို့ Federal လို့ပြောတဲ့အခါမှာကျွန်တော်ကတော့ထင်တယ်တနေ့ကြိုက်လေကချင်ကရေးချမ်းမကချင်ကရေးနော်ချမ်းမရခိုင်အကိုလိုပြည်နယ်အကိုလိုကတော့ Federal ရကိုရရမယ်မရလို့မဖြစ်ဘူးနော်နေပြည်တော်နဲ့ရန်ကုန်ကတော့ကျွန်တော်ထင်တယ်ဒီနေပြည်တော်ကတခုပဲသူတို့ဖြစ်လာမှာလို့ကျွန်တော်ယူဆတောက်ထားတာကတော့ Federal မှာအမေရိကန်လိုမျိုး Federal ကိုကျွန်တော်ရဖို့တော်တော်ရည်ကြည်မလို့ထင်တယ်ပြည်နယ်ကလာကိစ္စတွေအကုန်လုံးကြိုင်မယ်ပြည်နယ်ရဲ့ချမိုင်းကာချမာတွေပြည်နယ်ရဲ့ပညာရေးကာချမာတွေပြည်နယ်ရဲ့လာပါဆက်တွေကာချမာတွေအကုန်လုံးဒါကတော့ပြည်နယ်ပဲလုပ်ရမယ်ဘယ်တော့ပြည်မကလို့ပြောမှာပေါ့ပြည်ထောင်စုဆိုရအနေနဲ့ပါလာဂါကွေကြီးနဲ့နိုင်ငံခြားရဲ့အဲ့နှစ်ခုပဲတမရအေဖြူတော်လက်ခိုင်းတာပေါ့ဆိုတော့အဲ့လိုမျိုး Federal ကိုလည်းတို့တိုင်းဒေသတွေကတောက်စားနေတဲ့ Federal ပေါ့ဒါလည်းဖြစ်လာဖို့ရည်ရှိတယ်ဖြစ်လာမယ်လို့ကျွန်တော်ယူချင်တယ်ဆိုတော့ဟိုတော့ဒေါက်တာလည်းမူစခေါင်းတော့ပြောခဲ့တယ်တခုကောင်းတယ်ဘာမှမပေးနဲ့လုတ်ပိုက်ခွပဲပေးပါကျွန်တော်ရက်တီလို့ရတယ်လို့ပြောအာရမှန်တယ်ကျွန်တော်ချိနေကဘာမှမထွက်ဘူးလို့မပြောနဲ့အကိုလို့ထွက်တယ်လူလည်းအများကြီးထွက်တယ်ကိစ္စမရှိဘူးပြီးတော့ကျွန်တော်ချင်းပြည်နယ်မှာကျွန်တော်စစ်စားနဲ့ပညာရေးရောက်လို့ရတယ်ကျွန်တော်ချင်းပြည်နယ်မှာကျွန်တော်ချမှာရောက်လို့ရတယ်ဘယ်လိုရောက်မလဲဥပမာကျွန်တော်ကလုတ်ပိုက်ခွရှိတယ်ဆိုရင်အမေရိကန်တက်ကတုံနဲ့အင်္ဂလန်နိုင်ငံတက်ကတုံနဲ့ဩစတြေးလျတက်ကတုံနဲ့ကျွန်တော်အများကြီးချစ်ဆက်ပြီးပြီချိပင်းထဲမှာကျွန်တော်အတွက်လုတ်ပိုက်ခွရှိပေါ့တက်ကတုံ10ခု20ခုတွိုက်တယ်ဆိုတော့မကက်ဘူးချိပင်းထဲမှာရှိတဲ့ college တက်ကတုံတွေနဲ့အဲ့ဒီနိုင်ငံမှာရှိတဲ့တက်ကတုံတွေကိုကျွန်တော်ချစ်ဆက်မှာပေါ့ဘယ်တော့တနေ့ကျရင်အမေရိကန်မှာကျွန်တော်က6တောက်ရှိပြီလေဒူဝီကချင်းနေကသူတို့မှာအမေရိကန်မှာ college တက်ဖို့ကဒေါ်လာ1000နဲ့ချီပြီးတော့ကိုရမှာမတည့်နိုင်ဘူးအမေရိကန်မှာရှိတဲ့ college နဲ့ကျွန်တော်ချိပင်းထဲမှာရှိတဲ့ college က affiliated လုပ်လိုက်ရင်အမေရိကန်မှာရှိတဲ့ချိနဲ့ကိုလိုကပြန်လာပြီးတော့ချိပင်းထဲမှာ college လာတက်မယ်ဒါဖြစ်နိုင်ချေရှိတာကျွန်တော်ခိတ်မှာဆိုရင်ရာကိုမှာ college လာမတက်ရတော့ဘူးတက်ကတူလာမတက်ရတော့ဘူးရာကိုကလူတွေပဲချိတောင်မှာ college လာတက်မယ်အဲ့ဒါဖြစ်နိုင်တယ်ဘာလို့လဲကျွန်တော်ချိပြည်နယ်ရဲ့common language ကအင်္ဂလိပ်ဖြစ်လာမယ်လေကျွန်တော်အင်္ဂလိပ်ပဲသုံးတော့မယ် once for all အင်္ဂလိပ်စကားပြောပြီးဆိုကိုလိုရပြီလေဆိုတော့ common language ကကျွန်တော်ကဗမာစကားလဲကျွန်တော်ချိပင်းနေမှာတော့ကိုလိုမရဘူးဟိုအကောင့်ဆိုတော့တခါလို့တာနဲ့အကိုလိုပြတ်တော့အောင်ပေါ့အင်္ဂလိပ်စကားကိုပဲ common language သုံးမယ်အမေရိကအင်္ဂလိပ်တွေအတွက်လဲအမေရိကချိနေအတွက်လဲရေးကြည့်တယ်ဩစတြေးလျကချိနေအတွက်လဲရေးကြည့်တယ်ကျွန်တော်ဥရောပတိုင်းမှာချိနေအတွက်လဲရေးကြည့်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒီ common language ကိုအင်္ဂလိပ် language လို့လိုက်တော့ဒါကိုလို့စီဒါပညာရေးကိုရောက်မယ်အဲ့ဒါပြောလို့တော့ပါဥပမာအခုကျွန်တော်အိန္ဒိယနိုင်ငံဆိုတာလေကျွန်တော်နဲ့အိန္ဒိယချီမှာအကြီးမားဆုံးနိုင်ငံအိန္ဒိယနိုင်ငံပေါ့အိန္ဒိယနိုင်ငံကိုကျွန်တော်ကစီးပွားမရှိသေးဘူးအခုတခုမှမရှိသေးဘူးကျွန်တော်ချီပြည်နယ်ကအိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်မိုင်900ကျော်ရှိတယ်အဲ့ဒီမိုင်900ကျော်ကကျွန်တော်ရဲ့စီးပွားရေးအကြီးမားဆုံးပဲဥမာပေါ့တခုပဲပြောမှာကျွန်တော်ချင်းနေဟာဟမ်မှာဘာစားမလဲဘာတောင်းမလဲစီးစားလို့မစီးစားဆိုမလို့ပါဘူးအိန္ဒိယမှာထိုးတဲ့ပစ္စည်းကိုကျွန်တော်ယူမယ်ချစ်ပင်နဲ့ကိုထားမယ်တရုတ်နိုင်ငံမှာရှိတဲ့ပစ္စည်းကိုလာချစ်ပင်နဲ့မှာအဲ့ဒါကိုဖလှယ်လိုက်မယ်ဘယ်နဲ့ညာဖလှယ်လိုက်ပိုက်စားအများကြီးရှိတယ်ရီတွက်လို့ကိုမလဲပိုက်စားရှိတယ်အဲ့မှာဥမာပေါ့အခုကကားဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာကားကဂျပန်ကလာတာများတယ်ဆိုတော့ idea က 4x4 manual ဖြစ်တော့ idea ကတောင်ပေါ်မှာမောင်းလို့ရတယ်ကျွန်တော်တို့အခုလောလောဆယ်ကချစ်ပင်နဲ့မှာတောင်ပေါ်တယ်လားဆိုတော့ဂျပန်ကားကိုမောင်းတော့ automatic ဖြစ်တော့ကားကကျွန်တော်ကိုမောင်းတယ်လူကကားကိုမမောင်းဘူးကားကကျွန်တော်ကိုမောင်းပြီဟမ်ကားကတော့အဲ့ဒီလိုပါလဲဘယ်လိုပြောမလဲကြောက်ကပတွေကိုလည်းမကြောက်ဘူးလေကားကအဲ့မှာတော့ခါနေတခါလေကြာကျွန်တော်အရာကြောက်တယ်ဆိုတော့ menu ဆိုတာကကျွန်တော်မောက်လို့ရတယ်ဆိုတော့ဥမာ menu က pack ကြီးမဖောင်းတာကတိတ်100ကျော်ပဲရှိတယ်ပမာငွေနဲ့ဆိုရင်ဘာဖြစ်လို့ကျွန်တော်တိတ်400 500ကိုမောက်နေရတယ်လဲ second hand ပေါ့နော်
ဆိုတော့ကျွန်တော်ကြည့်ပြီးနေမှာအီဒီယာကကားကိုရောက်လိုက်ရင်ဒါတော့မှစီးပွားရေးအကြီးကြီးရှိတယ်မြန်မာနိုင်ငံတစ်ခုလောက်ကကြည့်ပြီးနေမှာကားလာဝယ်မယ်အဲ့လိုအနေထားရှိတယ်ဒါတွေကပြောတာပါနော်ဖြစ်နိုင်ချေကိုပြောတာပါဆိုတော့ကျွန်တော် Federal ကိုတော့တနေ့နေ့ဖြစ်လာမယ်အဲ့ဒါကိုကျွန်တော်ကိုလိုကသွားနေတယ်ကြည့်နေတယ်ဒါကိုကျွန်တော်ပြောလို့တယ်နောက်ဆိုဒီဖက်ဦးလေးကခွာပေးတယ်လေကျေးဇူးတင်တယ်ကျွန်တော်တကယ်ယူကြည့်ပါတယ်ချီလိုမျိုးအားဖြင့်မြန်မာနိုင်ငံတစ်ခုလောကကောက်ကြည့်ရမယ်ချီလိုမျိုးအားဖြင့်အမေရိကမှာလည်းကျွန်တော်ယူကြည့်တယ်တနေ့တော့အမေရိကချင်းတယောက်ဟာအမေရိကသမ္မတတော်ဘတူကမဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်လေမဟုတ်ဘူးလားအဲ့ဒါကဘတူကတီးလို့လေအခုကျွန်တော်တော့မှဘီရဲ့မိတ်ဆွေဖြစ်လာပြီဆိုရင်အမေရိကမှာရှိတဲ့ချီတချို့တွေကလည်း Senator တွေ Congressman တွေဖြစ်လာမှာပေါ့ဩစတြေးလျဖြစ်လာမှာပေါ့အဲ့ဒါမဖြစ်သေးတာပဲရှိတယ်ဖြစ်လာမှာဒါကြောင့်မလို့ကျွန်တော်ကအဲ့ဒီဖက်ကိုတွားနေတယ်ဆိုတာကိုနောက်ဆုံးပြန်ပြောလို့ပါတယ်ကျေးဇူးတင်တယ်